ချက်သားနဲ့ပူစီချက်မှာဆိုတော့အရင်ဆုံးတော့ချက်သားရောပူစီချမ်းညီလေးနဲ့ချင်းချက်တံပြမျိုးဒီကောင်နန်းနန်းပဲမြစ်ကိုထောင်းလိုက်တာမျက်စိဆက်ထားတဲ့အတွက်ကျွန်တော်မျက်နှာလေးရပါလေအဲရှင်တော့ချက်ဖို့ပြင်ဆင်ပါမယ်အဲမို့အပီစိန်အယောင်တင်စနမို့စာနံပြာရီဒါလေးတွေကျွန်တော်ထည့်မယ်ပေါ့နော်ဒီတော့စာပလာလေးတွေကျွန်တော်ထည့်ပြီးတော့နေမယ်ပေါ့ဗျာဒါပေမဲ့အချိန်မရတဲ့အတွက်ကျွန်တော်အရသာကိုတော့နှံ့မထားပါဘူးနေပြီးတာနဲ့ကျွန်တော်ညှက်ချက်ပါပါကျွန်တော်တို့အညာဒေတာအခေါ်လက်စေးရည်လေးထည့်ပြီးတော့ပေါ့နော်လက်စေးရည်လေးထည့်ပြီးတော့အရင်ဆုံးလုံးမယ်ပြီးမှချက်သားကိုရေမျိုးအောင်လေးထည့်ပြီးတော့ထည့်မယ်ရတာလေးအကုန်လုံးဆုံးပြီဆိုလို့ရှိရင်ကျွန်တော်စပြီးတော့တည်ပါပြီခင်ဗျာโอเคထပ်လာတဲ့အမြုပ်လေးတွေကိုလည်းကျွန်တော်ဆွနဲ့ကတ်ထုတ်ပါတယ်ဒီမှာတော့မပါဘူးပေါ့ဗျာနော်ဒီပြီဆိုလို့ရှိရင်စက်သားလေးနေပြီဆိုရင်ပူစီထည့်မယ်ပူစီရဲ့ဒီနေ့အဖြူရောင်လေးတွေမမြင်ရတော့တဲ့ဒီအောင်ကျွန်တော်တို့တင်မယ်ရေဟိုးလေးကသေးတော့တဲ့ကျွန်တော်ရေဟိုးကြည့်တာနဲ့ကျွန်တော်ကြောင်းချဲရပါတယ်ခင်ဗျာရပြီဆိုလို့ရှိရင်အပေါ်ကနေကျွန်တော်နန်းနန်းပင်လေးအုပ်ပြီးတော့ပါဝါဖလုတ်လေးပိတ်လိုက်တာနဲ့စားလို့ရပါတယ်ခင်ဗျာ